နေကြိုဆိုပါတယ်ခုလိုစီပြတဲ့ပန်းလေးကလူတိုင်းကြိုက်တဲ့တကွန်လုံးတစ်ခွတကွန်လုံးတစ်ခွလဲခေါ်တယ်လူစီတို့တရားပေါ့နော်ပန်းဆွဲဖြူလဲခေါ်တယ်တရားလေးကိုပေါ့ဒီဥစ္စာကအခုဒီနေ့ရောက်တာပေါ့ဒီနေ့ရောက်တဲ့ထဲမှာဒီမှာအချိန်100ကျော်ရောက်ထားတယ်လူကျင်တဲ့လူတွေလူစီဒီဥစ္စာကို discount လေးချပေးမယ်ပေါ့နော်ဒါကအခုဒီနေ့ပွင့်မလားလို့မေးလို့ရှိရင်ဒါကတော့အမှန်တမ်းပြောရှင်မပွင့်ရသေးဘူးမပွင့်ရသေးဘူးဖြစ်တဲ့ကြောင့်မို့ဒါကတော့နောက်ကျတဲ့မျိုးလို့ဆိုဆေးတွေလည်းစိန်ထားပေးပြီးပြီပေါ့နော်ဆေးတွေစိန်ထားပေးပြီးပြီဒါတွေအရွက်တွေကတော့မချသေးဘူးသူကအရွက်လုံးဝမရှိမှသူအဖူးပွင့်ထွက်တာဒီမှာကြည့်အခုအဖူးပွင့်ထွက်တဲ့ဂိုင်းကိုကြည့်တာအယိုးချတချို့တွေကပြောကြတယ်ဟဲ့ဒီဟာရက်သေးမလားမသိဘူးပေါ့နော်ဒါကောင်ကသူ့ရဲ့တဘာဝကဒီအယိုးကဒီအတိုင်းမှာတည်ခြင်းလို့မဟုတ်ပါဘူးသူကဒီလိုပိတ်မိန်နေနေလေးပုံစံလေးနဲ့ပေါ့နော်တချို့ကပြီးတော့ပွင့်ပြီးသားဟာကထပ်ပွင့်သလားဒီမှာကြည့်လိုက်ပွင့်ပြီးသားခိုင်းကနေပွင့်နေတာပါနော်ဒါတွေကပွင့်ပြီးသားခိုင်းကနေပြန်ပွင့်နေတာပါဒီမှာကြည့်ဒါဆိုတာမနစ်ကပွင့်ခဲ့တဲ့ဟာပေါ့နော်အဲ့လိုမျိုးပေါ့ကဲလိုချင်တယ်ဆိုလို့ရှိရင်လူစီကိုပြောပေးပါ discount ကတော့ဒီကောင်ကအချိန်100ကျော်ကုန်သွားလို့ရှိရင်လူစီဒီဈေးနဲ့လုံးဝမရတော့ပါဘူးဒီကာလတစ်ခုမှလူစီဈေးရောင်းတာဒါလူတိုင်းသိပါတယ်လိုအပ်ချက်တစ်ခုကြောင့်မို့ရောင်းကြတယ်လှုပ်ချင်တဲ့ဆန္ဒတစ်ခုကြောင့်ရောင်းကြပဲတိကြပါတယ်အဲ့တော့ဒီအချိန်100ကုန်သွားလို့ရှိရင်လူစီဒီဈေးနဲ့မရောင်းပေးနိုင်ပါဘူးပုံမှန်ဈေးကလူစီတို့တပိတ်တာကို2000ခွဲရောင်းတာပါနော်တပိတ်တာ2000ခွဲရောင်းနေတဲ့အချိန်ကာလမှာလူစီကဒီကောင်ကိုလူစီတို့အရင်သက်တာနဲ့အရင်ပဲပေါ့တန်စာခနဲ့ပါနဲ့ဆိုအရင်ပဲကြွကြတယ်ဒါလို့ဒီမှာကြီးပါကြီးတော့လုံးဝမပါပါဘူးတပိတ်တာချင်းယူရင်18000နော်5ပိတ်တာကိုလူစီ6000နဲ့ရောင်းပေးပါမယ်နော်6000နဲ့ရောင်းပေးပါမယ်နော်ကဲဒီကုံလုံးနေမြန်လေးဟာလိုပေးပါအများကြီးမရပါဘူးအချိန်100ကုန်တာနဲ့လူစီဒီဈေးနဲ့ထပ်မရောင်းပေးနိုင်ပါဘူးပြောပြီနော်ဒီဈေးနဲ့လုံးဝထပ်မရောင်းပေးပါဘူးအပွင့်နမူနာတွေလည်းလူစီပြပြီးပြီဒီမှာဒါသူ့ရဲ့အပွင့်တွေပေါ့နော်ဒါဒီကုံလုံးရဲ့အပွင့်မှာစိုက်မဲ့နီးရတော့တုံးကပ်ပြီးစိုက်လို့ရတယ်စိုက်ပေးပါဆိုလို့ရှိရင်လူစီတို့စိုက်ပေးတယ်စိုက်ပေးခါတယ်ယူပါတယ်ကဲတခြားမျိုးတွေလိုချင်လို့ရှိရင်လူစီတို့ရှိမှရပါတယ်ဒါတွေဆိုရှင်မဟာတီဗီအပွင့်နေနဲ့ဒစီကို4000အဲ့လိုမျိုးပေါ့နော်ဒါတွေဆိုပလဲနစ်တွေဒါရှားပါမျိုးတွေပေါ့နော်ပလဲနစ်တွေကအယိုးရှိရှိတယ်အယိုးတို့ရှိတယ်ဒါကတော့အရှည်ပေါ့အရှည်ကတော့ဒစီကို1000ခွဲဖျားပန်းကတ်ချင်တဲ့လူတွေတက်လာပါတယ်ဒါကတော့အရှည်တွေပါအရန်လာနောက်ပြီးတော့ဒီပလဲနစ်ကအပွင့်ကြီးမျိုးပါအပွင့်ကြီးမျိုးအရန်လာတော့အပွင့်ကြီးမျိုးလေးတွေပါသူကအပွင့်သေးပွင့်ကြီးနှစ်မျိုးရှိတယ်ပြီးတော့သူကအရန်မွေးတယ်နော်မွေးတယ်လူချင်းလေးရှင်ပြောပါအတူကတော့8000အရှည်က1000ခွဲပါရှင့်နောက်ပြီးတော့မောက်ခမ်းဝါတွေလည်းရပါတယ်အဖူးပွင့်နဲ့မောင်းနေလားမသိဘူးပေါ့နော်မောက်ခမ်းဝါတွေလည်းရပါတယ်နော် special တွေပါအဖူးပွင့်နေလည်းရပါမယ်တခြားပန်းတွေလည်းလူစစ်ချမ်းမှာလာဝယ်လို့ရပါတယ်အပွင့်ပန်းအတွက်လိုချင်တဲ့လူတွေပွင့်ပန်းတော့ခြံထဲမှာစိတ်ကြိုက်လာဝယ်ပေးပါအခုလောဆယ်ကတော့ပန်းကားတွေကတိတ်မရောက်သေးတဲ့ခါကျတော့ပန်းကားတွေကလမ်းတွေကပိတ်နေတော့လေရောက်တဲ့ဟာတွေကနဲတယ်ပေါ့နော်ဒါဒီတစ်ခါဆိုတန်တူပဲရောက်တယ်ဒီမှာဒီဒါဆိုတန်တူတစ်စင်အရန်ပွင့်အားလုံးကောင်းတဲ့တန်တူတစ်စင်လေးပါဒီကောင်လေးကကြတော့ဒီမှာကြီးလိုက်အောင်ဒီရောင်လေးနော်ချစ်စရာလေးနော်ဒီရောင်လေးလည်းလာကြုံဒီတန်တူတစ်စင်ဆိုခဏခဏပွင့်တာနော်ဒီမှာတပြည့်တော့ဂျိုလင်ဆိုဒီရောင်လေးလှလိုက်တာချေဂျိုလင်ဒီရောင်လေးကလည်းတိတ်မကြံတော့နော်အဲ့လိုမျိုးပေါ့အရောင်လေးတည်းဆမ်းပါတယ်လှတယ်ဒီကောင်လေးဒါဆိုချယ်ရီလေးပေါ့ချယ်ရီလေးပါလှတယ်ဒီမှာကြုံထားလေးဆိုတဲ့ကြုံဒီဂျိုလင်လေးလည်းကြည့်တော့လှလိုက်တာကြုံအဲ့လိုမျိုးပေါ့နော်အရောင်လေးတွေကတော့လှပါတယ်သူ့ရောင်နဲ့သူပေါ့နော်ဒါလေးဆိုရှင်ဒါမဲနဲ့ပြလေးအဲ့လိုမျိုးပေါ့ကျန်တဲ့ဒေတာတစ်ခွာနဲ့ပတ်သက်တဲ့ဟာလည်းအစုံရှိပါတယ်မနင်းဖြူတို့ခမောက်ကျိုးဟိုတစ်ခေါက်ရိုစီတင်တဲ့ဟာကဖျောင်းတင်းကျူနော်ဒါကခမောက်ကျိုးအများသိတဲ့ဖျောင်းပန်းဆိုတာဒါကိုပြောတာဒါဖျောင်းပန်းနဲ့ခုတ်တစ်ခေါက်ရောင်းတဲ့တင်းကျူနဲ့မားနေကြဒီမှာဒါကတင်းကျူဒါတင်းကျူပေါ့နော်အဲ့လိုမျိုးဒီမှာကြည့်ဦးမနင်းဖြူတွေအဖူးတွေနဲ့မနင်းဖြူအဖူးတွေနဲ့လူချင်းတဲ့လူတွေလည်းတစည်းကို8000မှာရွှေဝါလေးရမယ်မရွှေဝါလေးနော်ဒါဆိုရှင်ဒါဆိုရင်3ယောက်ဟိုပါပေါ့ဒါစက်ကူဖြူကတော့အဖူးမထွက်သေးဘူးနောက်ပြီးရင်ဟိုကလည်းရပြီ3ယောက်ရှယ်အဖူးတွေနဲ့ရပြီဒီမှာရခိုင်ငွေပန်းတွေဆိုတအားလာပါတယ်ရခိုင်ငွေပန်းတွေလူချင်းတဲ့လူတွေမြင်ဟတ်လို့နော်နောက်ပြီးတကွန်လုံးနေဒီမှာနော်တကွန်လုံးနေဒါမှတော့ဒါမနင်းဖြူချက်အဖူးတွေတွေ့လားမနင်းဖြူအဖူးတွေပါနောက်ဒီမှာ4000ရွှေတူတွေတစ်ခိုင်လုံးရွှေဒေါင်းမီတွေလည်း discount ချထားပေးတယ်ဟိုမှာဖျောင်းချစ်တူအပေါ်မှာဖျောင်းချစ်တူတွေလည်း discount ချထားပေးတယ်ဒေါင်းမီဆိုအယောင်ရင့်မျိုးတွေနော် discount ချထားပေးတယ်နော်ခြံသမားတွေနောက်ပြီးပြန်ရောင်းသမားတွေလုံးဝအဆင်ပြေတယ်နော်ကိုစိုက်ချင်တဲ့ဟာကိုတစ်ပင်တွေမှာကတ်ပြီးစိုက်ပလဲလို့ရတယ်ဒီမှာဒါဆိုဇလက်တော်ခရမ်း
ဒါစလက်တော်ခရမ်းနေရှားပါတယ်နော်လို့ရှိမှာဒါအဆုံရှိရပေါ့ဒီမှာ planet အဖူးတွေဒါရှိခုနကပြတဲ့ဟာတွေဒါ planet တွေဒါ planet တွေဒါတချန်လုံးဒါ planet တွေပဲနောက်ပြီးကိန်ဒီဒီမှာအဖူးတွေကိန်ဒီအဖူးတွေကလည်းတစ်စီးကို8000ပါကိန်ဒီအဖူးတွေအပင်တစ်တွေထွက်ပြီးဒါရာတူတုတန်ခန္ဓာဒါအခုမှရောက်တာမဟုတ်ဘူးနော်ရိုစစ်ချီမှာရောက်နေတာဒီကောင်က9လလောက်ရှိသွားပါပြီဒါကြောင့်မို့ဒီမှာအမြင့်တစ်တွေလည်းထွက်သွားပြီးမရှင်မှာမပူနဲ့အဲ့လိုပဲဒီ planet တွေလည်းအဲ့တိုင်းပဲရိုစစ်ချန်မှာရှိနေတဲ့အပင်တိုင်းကနော်ရာတူတုတန်ခံနိုင်ပြီးသားနော်ဟိုမှာကြည့်လိုက်ဒေါင်းမီတွေကအပင်တစ်တွေကြီးပဲအဲ့လိုမျိုးအခုမှရောက်တဲ့ပင်ကိုရိုစစ်ရောင်းတာမဟုတ်ဘူးဆေးစိမ်ပြီးသားဆေးစိမ်ပေးပြီးသားလုံးဝအမြင့်တစ်တွေထွက်ပြီးသားကိုမှရောင်းတာဒါတွေဆိုတဲ့ဒီလိုပဲဇလက်တော်ခရမ်းနေဆိုတဲ့ဒါဆေးစိမ်ထားပေးပြီးသားနော်ဆေးစိမ်ထားပေးပြီးသားအဲ့လိုပဲဒီဒေတောင်ရွှေတူတွေဆိုလဲဆေးစိမ်ထားပေးပြီးသားအဲ့လိုတွေပါဒီမတ်နင်းဖြူတွေကအစနော်မတ်နင်းဖြူတွေကအစအကုန်ဆေးစိမ်ထားပေးတာရခိုင်ငွေပန်းစိမ်ထားပေးပြီးသားမှမနောဒေဝီမဟာဒေဝီနဲ့မနောဒေဝီမတူဘူးနော်မနောဒေဝီဒေါင်းမီရွှေဗာလဲဖျောင်းချေတိုးဟိုမှာတကွန်လုံးစင်မစကူဖြူရွှေဝါလေးရွှေလိုက်ရမော်ရိုင်းဒါမှတန်တာလေးအနီအောင်နော်အဲ့လိုမျိုးတွေပေါ့အဆုံရှိပါတယ်စာကလေးမယံအဆုံရှိတယ်နော်အဆုံရှိတယ်မရှိမှမပူနဲ့ရိုစီရေရှိလားလို့အမဒါလေးရချင်တယ်လို့ပြောလိုက်အမမနော်အဲ့လိုမျိုးပေါ့နော်ရှိတယ်နော်ဒါဆိုရှင်ဒါကဟိုပါပေါ့အနံ့မွေးတဲ့ခက်တာဖြူရဒါကပန်းသက်ရှိကချင်မျိုးဒါကပန်းသက်ရှိအစိမ်းဟိုကပန်းသက်ရှိကချင်မျိုးအဖြူအောင်ပွင့်ကြီးမျိုးအမလေးကျမရဲ့ခေါင်းလောင်းပြူပြုတ်ကြနေဒါဆိုခေါင်းလောင်းပြူအမြင့်ဆွဲတယ်ဒါဆိုဒါဒဇင်ကြီးတွေဒါဆေးဖက်ဝင်တဲ့ဒဇင်ကြီးစစ်တွေနော်အဲ့လိုမျိုးမှဇလက်ဝါတွေဒါခရမ်းမွေးဒီအရွက်ဝါတာလေခရမ်းမွေးဒီလိုအရွက်ဝါတာပွင့်တော့မှမလို့တွေ့လားတဘာဝဒေတာတစ်ခွတွေကဒေတာတစ်ခွတွေကလေအဲ့လိုအရွက်မဝါမချင်းအဖူးမထွက်ဘူးမှအရွက်ဝါရင်စိတ်မငင်းနဲ့အဲ့ဒါအဖူးထွက်တော့မှပျော်လိုက်တော့ဒီမှာမြင်လားအဖူးတွေအရွက်ဝါပြီဆိုခဲ့ပျော်လိုက်တော့အဲ့ဒါအဖူးထွက်တော့မှဗျာဆရာမတို့ရေနော်အရွက်မဝါမချင်းအရွက်တွေမြန်ဖြစ်နေအဲ့ဒါမထွက်သေးဘူးမှတ်ထားအမြဲတမ်းမှတ်ထားပေးပါဒီမှာကြည့်လိုက်ပလဲနစ်တွေလာနော်ကပြပြီနော်မစီပြပြီလို့ဒီ channel မှာရှိတဲ့ဟာတွေပြပြီနော်အခု discount ချတဲ့ဟာတွေလည်းဝယ်ပေးကြပါနောက်တစ်ခုဒီမှာကြည့်လိုက်အထက်မျိုးခက်တာအထက်မျိုးတွေနော် discount ချပေးနေရနော် discount ချပေးထားတယ်နော်လာမလာဒီမှာကြည့်အောင်အနီအောင်ပွင့်ကြီးရှင်တို့မျက်နှာလောက်ကြီးရှိတဲ့အပွင့်ကြီးအနီအောင်ရိုးအပွင့်နဲ့မတူဘူးနော်ရိုးပွင့်ကတေးသေးလေးနော်ဟိုမှာကနိုင်ပြီးတော့ဒီမှာကြည့်လိုက်ဒီဟာကရခိုင်ငွေပန်းတွေမြင်နေနော်ရခိုင်ငွေပန်းတွေအဖူးတွေနဲ့ special မိုက်တော့ရှားပါမျိုးခက်ခဲနဲ့ရိုစီရှာထားပေးတာဒီမှာချင်းလုံးကနိုင်ဘေးပေါက်ဟုတ်ဒီလိုစိုက်ပြီးသားလေးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းပြောဒါတွေဆိုဒါပို့ရမယ့်ဟာတွေနော်အဲ့လိုမျိုးတွေပေါ့နော်လိုချင်တယ်ဆိုဒီမှာကြည့်လိုက်အောင်ပလဲနေတာသူများကိုပို့ပေးရမယ်စိုက်ပေးရတာနော်အဲ့လိုမျိုးပေါ့ဒီဟာလေးတွေကလောင်ကလေးတွေတွဲလောင်းလေးတွေလက်ကီးပင်လေးတွေနော်တအိုး9000ဒီစပိုက်ဒါအနီအောင်ဘေဘီကြိုက်တာပြောမရှိဘူးဆိုတာမရှိစေရအောင်ဟုတ်ပြီနော်ဒီမှာကြောင်ကောင်းအဖူးတွေနဲ့စပြီမကြည့်အောင်ခမောက်ကြိုးလေးလာလိုက်တာဖျောင်းပန်းခေါ်ခမောက်ကြိုးခဲလာလိုက်တာချစ်လိုက်တာကျမကတော့ဘာပန်းမဖြစ်ဒေတာမှန်လို့ရှိရင်အကုန်ချစ်တယ်တချို့ကကြတော့ဟာတစ်နှစ်တစ်ခေါက်မှပွင့်လို့တဲ့တစ်နှစ်တစ်ခေါက်မှပွင့်လို့တန်ဖိုးမထားဘူးတဲ့ကျမကကြအဲ့တစ်နှစ်တစ်ခေါက်ပွင့်တာကိုတန်ဖိုးထားတာချစ်တာအမပလဲနစ်တွေကြည့်လိုက်အပင်တစ်လေးတွေကြီးပဲဒါရိုးစတို့ channel မှာရောက်နေတာဒီ9လ8လရှိသွားပါပြီမရှင်မပူနဲ့မိုးစေးအမြင့်စေးအကုန်ကျွေးထားပေးပြီးသားโอเคနော်အဲ့လိုမျိုးရိုးစတို့ကတေချာစိုက်ထားပေးပါတယ်လှုပ်ထားပေးပါတယ်အဲ့လိုပဲဟိုမှာ3ယောက်ချဲတွေဆိုအပေါ်မှာဟိုမှာအမြင့်တစ်အပင်တစ်တွေအများကြီးမပြတော့ဘူးရှေ့မှာနေဘူးလို့နော်ဒါတွေကဒေလီယာအပွင့်ကြီးမျိုးတွေ9000မိုးကနေစရောင်းပေးတယ်ကဲကျေးဇူးတင်ပါတယ်ရိုစီ channel ကိုစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒီရဲ့ပိုင်းကတော့ပန်းနည်းနဲနေတဲ့ကြောင့်အပွင့်ပန်းကနည်းနေတဲ့အတွက်ကြောင့်မို့လာတဲ့လူတွေနည်းနည်းတော့အားနာပါတယ်တို့ပေမဲ့ဒီမှာဒန်တိုတွေကစိတ်ကြိုက်ရွေးလို့ရပါတယ်နော်ဒန်တိုတွေစိတ်ကြိုက်ရွေးလို့ရပါတယ်ပန်းတစ်တွေရောက်တော့မျိုးရိုစီဗီဒီယိုဖိုင်တွေတင်ပေးပါမယ်ရှင်like ကတော့နောက်ထပ်တစ်ပတ်လောက်မှပဲရိုစီလွင့်ဖြစ်မယ်ထင်ပါတယ်အလို့ဆရာတော့ like ကတော့မလွင့်သေးဘူးပေါ့နော်ပြောချင်တဲ့လူတွေကငုတ်တုတ်ထိုင်နေကြတာအဲ့ဒါကြောင့်ငို့တို့ထိုင်ပြီးကိုထမင်းကိုစားပြီးအပြစ်ရှာနေတဲ့လူတွေကတွေ့နေတော့ကြောင့်လို့စမလွင့်နေတာဒီမှာကြည့်အောင် data get တွေအုံနေ special လာတော့ data get sorry data get မဟုတ်ဘူးမျိုးဟောင်းကက်နော်မျိုးဟောင်းကက်အခေါ်မားနေကြတာလူတွေကမားပြီးမှပြောမိသွားတာဆရာကြီးတွေကတော်တော်နေအပြစ်တွေထောက်နေမှာဆိုတော့ကဲကျေးဇူးတင်ပါတယ်ရှင်ခြံကတော့တောင်တကုံ50ခွန်ရက်ကွက်အုတ်တပြားလမ်းပါနော်ခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ် page messenger TikTok messenger Rosie page ကတော့
RS ပန်းရောင်းဝယ်ရေး Facebook page ကတော့เนาะ RS ပန်းရောင်းဝယ်ရေးဆိုပြီးမှ Rosie ဟိုတင်ထားပါတယ်ပန်းတွေလည်းအများကြီးတင်ထားတယ် like တွေလည်းရှိပါတယ် Rosie ကိုယ်တိုင် like